ကိုယ့်ရဲ့ဗီဒီယိုတွေကို quality ကောင်းကောင်းကြီးကြီးလင်းလင်းပြတ်ပြတ်သားသားနဲ့ကိုကကတ်ခတ်မှာ export ထုတ်ချင်တယ်ဆိုလို့ရှိရင် export ထဲမှာရှိတဲ့ resolution တို့ frame rate တို့ code rate တို့အကြောင်းကိုတော့ကိုကနားလည်ထားမှာပေါ့ကျွန်တော်ဒီနေ့မှာတော့ကတ်ကိုစတင်အသုံးပြုခြင်း day 1အနေနဲ့ကတ် export ရဲ့ပိုင်းဖြတ်ခြင်း split အကြောင်းအရာတွေကိုကျွန်တော်နဲ့အတူတူလေ့ကျင့်ရင်းနဲ့မျှဝေပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ကတ်ကိုသွားလိုက်ကြရအောင်ကျွန်တော်တို့အရင်ဆုံးဒီ CapCut တွေကိုဝင်လိုက်မယ်ဝင်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့က new project ခေါ်မှာမလားเนาะအသစ်ဖန်တီးမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီ project ခေါ်မဲ့ new video ကိုကျွန်တော်တို့နှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ကြိုက်တဲ့ video တစ်ပုဒ်ကိုပေါ့เนาะကိုကတီးဖြတ်မှာဖြစ်တဲ့အတွက်ကြောင့်နှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်အောက်က HD ဆိုတာလေးကိုနှိပ်ပေါ့เนาะ HD ဆိုတာလေးကိုနှိပ်မယ်နှိပ်ပြီးသွားရင်ကျွန်တော်တို့ add လုပ်လိုက်ရုံပဲเนาะအဲ့ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ timeline ထဲမှာဝင်လာလိမ့်မယ်เนาะဝင်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအရင်ဆုံးကျွန်တော်တို့ဒီမှာကျွန်တော်ဒီနေ့မှာက export ပေါ့နော်ကိုယ့်ရဲ့ video တွေကို quality ကောင်းကောင်းနဲ့ကိုကတီးဖြတ်ပြီးသွားတဲ့အခါမှာထုတ်လုပ်ခြင်းတဲ့အခါမှာအဲ့ဒီရဲ့ feature တွေကိုဒီ export ထဲမှာပါတဲ့ feature တွေကိုကိုကနားလည်ထားမှရမယ်နော်နားလည်ထားဖို့အတွက်တစ်ခုချင်းစီကိုကျွန်တော်အသေးစိတ်ရှင်းပြပေးမယ်ပြီးရင်ကျွန်တော်နောက်ထပ်ဒီနေ့သင်ခန်းစာအတွက်ကကျွန်တော်ဒီမှာ split ပေါ့နော်ဒီပိုင်းဖြတ်တဲ့ဥစ္စာကိုလည်းကျွန်တော်ဒါရှင်းပြပေးမယ်ဒါကတော့လူတော်တော်များများသိမှာပါเนาะဒီနေ့အတွက်ကကျွန်တော်ဒီမှာ export ကိုကျွန်တော်တို့နှိပ်လိုက်မယ်နှိပ်လိုက်တဲ့အခါမျိုးမှာဆိုလို့ရှိရင်ဒီလိုမျိုးပေါ်လာမယ်ပေါ့เนาะပေါ်လာတဲ့အခါကျလို့ရှိရင်ကိုကအကုန်လုံးတီးဖြတ်ပြီးသွားတဲ့အခါကျလို့ရှိရင်ပေါ့เนาะကိုထားခြင်းနဲ့ဒီအထားအတူလေးတွေကိုကျွန်တော်တို့ကနားလည်ထားဖို့လိုအပ်တယ်ဒီ resolution ဆိုတာကကြတော့ကျွန်တော်တို့ဒီ video ရဲ့ quality အရွေးအသွေးလို့ခေါ်လို့ရတယ်ပေါ့เนาะအဲ့တော့ social media တွေမှာ Facebook ပဲဖြစ်ဖြစ် YouTube ပဲဖြစ်ဖြစ် TikTok ပဲဖြစ်ဖြစ်ကျွန်တော်တို့ကအများသောအားဖြင့်ထားသုံးတာဒီ 1080p ကိုကျွန်တော်တို့ထားသုံးတယ်သူကကြည့်ရတဲ့သူလည်းပို့ပြီးတော့ကောင်းတယ်ပေါ့နော် 2K တို့ 4K တို့ထားလို့မရဘူးလားလို့မေးစရာရှိတယ်ထားလို့ရပါတယ်ဒါပေမဲ့သို့တော့ကျွန်တော်တို့ဒီsocial media တွေမှာကျွန်တော်တို့က upload လုပ်လိုက်တဲ့အခါကျလို့ရှိရင်သူတို့က resolution တွေကိုပြန်ပြီးတော့ထိန်းချုပ်တဲ့အနေအထားမျိုးတွေရှိတယ်ထိန်းချုပ်တဲ့အနေအထားမျိုးတွေရှိတဲ့အတွက်ကြောင့်ကိုယ့်ရဲ့ video quality တွေကတချို့ဟာတွေကကိုကအရန်မြင့်တာထားရပေမဲ့လေ social media တွေရဲ့ထိန်းချုပ်မှုအတွက်ပေါ့နော်ကျွန်တော်တို့က resolution တွေတော်တော်ကြီးကိုရော့ကျသွားတာတွေရှိတတ်တယ်เนาะဒါကတော့သဘောတရားကိုပြောပြတာပါเนาะအမြဲတမ်းဖြစ်နေတာတော့မဟုတ်ဘူးเนาะအဲ့ဒါကတော့ဒါ resolution ဘိုင်းပေါ့เนาะ resolution ပြီးရင်ကျွန်တော်တို့ frame rate ပေါ့frame rate ဆိုတာကျွန်တော်တို့ FPS လို့ခေါ်တယ်သူရဲ့သဘောတရားကကျွန်တော်တို့ကဒီမှာ30ရှိမယ်24ရှိမယ်25ရှိမယ်30ရှိမယ်50ရှိမယ်60ရှိမယ်ပေါ့နော်သူကဘာသဘောတရားကိုပြောရလဲဆိုတော့ FPS ဆိုတာ frame rate per second ပေါ့နော်အဲ့ဒီဥစ္စာသူကတစ်စက္ကန့်မှာကျွန်တော်တို့ကပုံလေးတွေကအခုဗီဒီယိုကကျွန်တော်တို့ကြည့်လိုက်လို့ရှိရင်အရှည်လိုက်တိုင်းပဲသွားနေတာပေါ့နော်ဒီတိုင်းတစ်ဆက်သေးသွားနေတာလို့ထင်ရပေမဲ့သူကတပုံချင်းစီကိုကျွန်တော်တို့ကဖြတ်ပြီးတော့ဆက်ထားတဲ့သဘောတရားပဲဖြစ်ပါတယ်เนาะအဲ့ဒီအတွက်ကြောင့်ဆက်ပြီးသွားနေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီမှာ30မှာထားရမယ်ဆိုလို့ရှိရင်သူကတစ်စက္ကန့်မှာပုံဒီဓာတ်ပုံ30ပေါ့နော်အဲ့ဒီလိုမျိုးသူကစမှုဖြစ်သွားတယ်ပေါ့เนาะအဲ့ဒီအတိုင်းဖြစ်ပါတယ်ဒီစက္ကန့်60မှာထားရမယ်ဆိုလို့ရှိရင်ဒီ60မှာထားရမယ်ဆိုလို့ရှိရင်တစ်စက္ကန့်မှာကျွန်တော်တို့ကဒီပုံ60ပေါ့เนาะအဲ့လိုမျိုးသူကသွားတယ်အဲ့ဒီ range နဲ့သွားတယ်ပေါ့နော်အဲ့လိုမျိုးသဘောတရားဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီ frame FPS လို့ခေါ်တယ်ကျွန်တော်တို့ဒီ frame rate ကမြင့်မားလေကျွန်တော်တို့ရဲ့ video က smooth ဖြစ်နေပဲเนาะဒီမှာလည်းရေးထားတယ် smooth ဆိုပြီးရေးထားတယ်ပေါ့နော်အဲ့လိုမျိုး smooth ဖြစ်လေပဲဖြစ်ပါတယ်เนาะဒါလေးကိုနားလည်ထားရမယ်ပေါ့နော်များသောအားဖြင့်ကကျွန်တော်တို့ဒီ frame rate မှာเนาะနောက်တစ်ခုက frame rate မှာတိထားမှာကျွန်တော်တို့က30ထားတာဒီပုံမှန်ပါပဲเนาะကောင်းပါတယ်เนาะကျွန်တော်တို့ဒီအခုဥပမာgaming တွေเนาะဒါမှမဟုတ် video ထည့်တာတွေအရင်များတာတွေပေါ့เนาะနောက်တစ်ခုကကျွန်တော်တို့ဒီလိုမျိုးအဲ့ဒီ graphic အရင်များတဲ့ဥစ္စာတွေပေါ့เนาะ smooth မဖြစ်မဲ့ဥစ္စာတွေဆိုလို့ရှိရင်ကျွန်တော်တို့ frame FPS ကို frame rate ကိုကျွန်တော်တို့60လောက်နဲ့ထားပြီးတော့ထုတ်တာကကောင်းတယ်ပေါ့เนาะဒီတိုင်း YouTube နဲ့အခုလိုမျိုးစကားပြောတဲ့ video မျိုးရိုက်တာမျိုးတွေဒီတိုင်း vlog ရိုက်တာမျိုးတွေလောက်ကတော့ကျွန်တော်တို့30နဲ့ထားတာကတင့်တော်ပါတယ်เนาะအောက်က code rate ပေါ့เนาะcode rate ကို Mbps ပေါ့เนาะအတူကောပေါ့တော့ megabit per second ပေါ့เนาะအဲ့လိုမျိုးလဲခေါ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့ဒီမှာအဲ့ဒီ code rate ကအရေးကြီးပါတယ်အရေးကြီးတယ်ဆိုတော့ဘာကြောင့်အရေးကြီးရလဲဆိုရင်ကိုယ့်ရဲ့ video တစ်ပုဒ်လုံးရဲ့အခု quality ပေါ့ကြည်လင်ပြတ်သားမှုဒီကောင်ဆုံးဖြတ်ပေးမှာပါ
နော်ဆုံးဖြတ်ပေးမှဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီမှာလိုးမှထားလိုက်လို့ရှိရင်ကျွန်တော်တို့ရဲ့ video quality ကထွက်လာတဲ့အခါမှာအရေးသွေးညံ့မယ်နော်နောက်ပြီးတော့ဒီမှာဒီအောက်လေးကိုကြည့်ပါနော် megabyte ပေါ့သူကတစ်စက္ကန့်မှာကျွန်တော်တို့ဒီ megabyte ဘယ်လောက်ထွက်တယ်လဲဆိုပြီးတော့သူကသုံးတာဒီ rate ကကျွန်တော်တို့ height ထားလိုက်လို့ရှိရင်ပို့ပြီးတော့ကျွန်တော်တို့ရဲ့ဒီအောက်ကsorry ထွက်သွားလို့နော်ကျွန်တော်တို့ဒီအောက်က megabyte ကပို့ပြီးတော့များလေဖြစ်လာလိမ့်မယ်နော်ကျွန်တော်အခုဥပမာပြပါမယ်နော် height ကိုထားကြည့်လိုက်ပါ64ဖြစ်သွားပါပြီနော်အဲ့လိုမျိုးပါပဲနော်သူကဒီကိုယ့်ရဲ့ video quality ကိုကြည်လင်းနဲ့နော် quality ကောင်းထားခြင်းနဲ့ဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီအောက်ကအဲ့ဒီ code rate ကလေးကို recommend ထားခြင်းထား height ထားခြင်းထား low တော့မထားနဲ့ပေါ့နော်ဒါပေမဲ့ဒီထားမှုအပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ရဲ့ဒီအောက်ကဒီ megabyte ပေါ့နော် megabyte တွေကပို့ပြီးတော့မြင့်မားလာမှာပေါ့နော်မြင့်မားလာပါလိမ့်မယ်เนาะအဲ့ဒီသဘောတရားလေးကိုသိထားရဆိုလို့ရှင်ရပါပြီเนาะအချင်းချင်းအဖြစ်ပြောရမယ်ဆိုလို့ရှင် resolution မှာ1080ပြီးထားတာကောင်းပါတယ်30မှာကျွန်တော် frame rate fps မှာ30မှာထားတာဒီတင့်တော်ပါတယ်ကိုယ့်ရဲ့ graphic အရင်များတဲ့ဥစ္စာတွေ video game တွေเนาะ video များတဲ့ဟာတွေဆိုလို့ရှင်เนาะ60လောက်နဲ့ထားပြီးတော့သုံးပါနောက်ပြီးတော့ကျွန်တော်တို့ coverage လို့ခေါ်တဲ့ကျွန်တော်တို့ဒီကြည်လင်းပြတ်သားနေပေါ့နော်ပို့ပြီးတော့အရေးသွေးကောင်းမွန်စေခြင်းနဲ့ဆိုလို့ရှိရင်เนาะကျွန်တော်တို့ low ကိုလုံးဝမထားပါနဲ့ recommend ထားခြင်းထားပါ high ကိုထားခြင်းထားပါပေါ့နော်အဲ့လိုမျိုးထားပြီးတော့ကျွန်တော်တို့သုံးတာဒီပိုကောင်းပါတယ်ဒါကတော့ export ထုတ်တဲ့နေရာမှာကျွန်တော်တို့အသုံးဝင်ဖို့အတွက်ကျွန်တော်ဒါကိုရှင်းပြပေးတာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ကျွန်တော်ဒီ lesson တွေမှာကျွန်တော် split ပေါ့နော် split ဆိုတာဘာလဲဆိုတော့ကိုယ့်ရဲ့ဒီ timeline ထဲမှာရှိတဲ့เนาะကျွန်တော်တို့အခုထည့်ထားတဲ့ video ကိုကျွန်တော်တို့ကဖြတ်ထုတ်မယ်ပေါ့နော်အခုဥပမာဒီလိုလှည့်နေတဲ့ပုံလေးပေါ့အဲ့ဒီလှည့်နေတဲ့ပုံလေးကိုအနားထိရောက်အောင်ကျွန်တော်ဒီမှာကျွန်တော်လိုချင်တဲ့အနားထိရောက်အောင်ကျွန်တော်ယူလိုက်မယ်ယူပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ကဘာလုပ်မလဲဆိုတော့ဒီကောင်ကိုတစ်ချက်ထောက်ပြီးတော့ထောက်ထားပြီးတော့ကျွန်တော်ဒီမှာအောက်ကဒီ split လေးကိုနှိပ်လိုက်ပဲပေါ့နော်ဖြတ်ထုတ်လိုက်မယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဗီဒီယိုမှာကိုယ့်ရဲ့ဗီဒီယိုမှာပေါ့နော်မလိုအပ်တဲ့အပိုင်းအစတွေပေါ့အာနေအင်းနေပေါ့နော်အဲ့လိုမျိုးပြောတဲ့ဥစ္စာတွေကျွန်တော်တို့မလိုချင်တဲ့အပိုင်းအစတွေကိုဖြတ်ထုတ်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ဗီဒီယိုတစ်ပုဒ်မှာနော်ဗီဒီယိုတစ်ပုဒ်မှာအသုံးအများဆုံးဒီကျွန်တော်တို့ဒီ split ပဲဖြစ်ပါတယ်เนาะကျွန်တော်တီးဖြတ်တဲ့လောကတွေမှာဒီ split ကအများဆုံးအသုံးများတဲ့ဥစ္စာပဲဖြစ်ပါတယ်เนาะကျွန်တော်တို့ဒီဗီဒီယိုနောက်ထပ်တစ်ခုကကျွန်တော်တို့ကဗီဒီယို quality ကိုကောင်းကောင်းနဲ့ထွက်ချင်တယ်ဆိုလို့ရှိရင်เนาะကြည်လင်းပြတ်သားနဲ့ထွက်ချင်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ကင်မရာပေါ်မှာလည်းအလွန်အရေးကြီးပါတယ်ကင်မရာဘလောက်ကောင်းသည်ဖြစ်เนาะကျွန်တော်တို့ကဒီ lighting ပေါ့lighting လို့လည်းခေါ်ပါတယ်เนาะအဲ့ဒီ lighting ကလည်းကျွန်တော်တို့မီးအလင်းအယောင်ကကျွန်တော်တို့ရိုက်တဲ့သူအပေါ်မှာအကျိုးသက်ရောက်မှုဓာတ်ရိုက်ရှိဘူးဆိုလို့ရှိရင်ပေါ့เนาะမရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့ video quality ကကျပါလိမ့်မယ်เนาะအဲ့တော့ lighting နဲ့လည်းသက်ဆိုင်ပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီမှာဒီကိုယ့်ရဲ့ lighting ကလည်းကောင်းတယ်ဒီ camera ကလည်းကောင်းတယ်ပေါ့နော်ကောင်းတယ်ဆိုပေမဲ့ကျွန်တော်တို့ဒီအခု export ထုတ်တဲ့နေရာမှာကျွန်တော်တို့ကဒါတွေကိုအခုဒီ feature ဒီ tool လေးတွေကိုမသိဘူးဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီမှာအခုကိုက480ပြီးထားခြင်းထားမိလိမ့်မယ်เนาะရှောက်ပြီးတော့ပေါ့ဗျာကျွန်တော်အခုပြောပြသွားတဲ့သဘောတရားတွေကိုနားမလည်ဘဲနဲ့ထားမိတဲ့အခါမျိုးမှာကိုကဘလောက်ပဲကြည်လင်းထွက်ချင်ကိုက export ထုတ်တဲ့နေရာမှာဒီ rate တွေကနည်းနေတဲ့အခါကြလို့ရှိရင်လေကိုရဲ့ video ကကြည်လင်းထွက်လာမှာမဟုတ်ပါဘူးဒါလေးကိုသိစေချင်တာပါเนาะday 1အနေနဲ့ကတော့ကျွန်တော်ဒီလောက်ပါပဲနောက်ရက်ဒီမှာဆက်လက်ပြီးတော့ကျွန်တော်ဒီ video edit နဲ့ပတ်သက်ပြီးတော့ကတ်နဲ့မှီရမ်းပြီးပေါ့เนาะကျွန်တော်ဆက်လက်ပြီးတော့ပြပေးပါမယ်เนาะ video editing နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကကြည့်နေုံနဲ့မတက်ပါဘူးများလေ့ကျင့်မှကျွန်တော်တို့ကကျွမ်းကျင်လာမှာဖြစ်ပါတယ်။နောက်ရက်ဒီမှာလည်းကျွန်တော် video editing နဲ့ပတ်သက်ပြီးတော့ကတ်နဲ့ဆက်နွယ်ပြီးတော့ပေါ့နော်။ကျွန်တော်နောက်ထပ် lesson တွေကိုလည်းဆက်လက်ပြီးတော့ day 2 day 3အစရှိသဖြင့်ကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်။အားလုံးဆင်ပြေကြပါစေခင်ဗျာ။